Digital violence ဆိုတာ online ပေါ်မှာပဲဖြစ်နေတဲ့အရာဆိုပေမဲ့ physical violence နဲ့အတူထပ်တူညီတဲ့အကျိုးသက်ရောက်မှုတွေအများကြီးရှိပါတယ်။တစုံတစ်ယောက်ရဲ့ consent မပါဘဲ post တင်တာဒါမှမဟုတ်လို့ရှိရင် misinformation တွေမျှဝေရင်းကနေလူတစ်ယောက်ရဲ့ mental well-being အပြင်လူတစ်ယောက်ရဲ့ဂုဏ်သိက္ခာပိုင်းဆိုင်ရာနဲ့လုံခြုံမှုပိုင်းဆိုင်ရာကိုအများကြီးထိခိုက်နိုင်ပါတယ်ဒီလိုမျိုးကြုံလိုက်ရတဲ့အတွက်ကိုရှက်ယွန်းနေစိတ်ကြောက်ရွံ့နေစိတ်တွေပြီးသွားရင်ဒါကိုယ့်ရဲ့ toxic လောက်ခံလိုက်ရတဲ့အခါမျိုးမှာဆိုရင်ကိုယ့်ရဲ့ information တွေက online social media မှာဘယ်လိုတွေပြန့်နှံ့နေမလဲဆိုတော့စိုးရိမ်ပူပန်စိတ်တွေများလာပြီးတော့ anxiety တို့လိုမျိုးတွေများလာတာ stress တွေများလာတာမျိုးဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုကနေမှ mental health ကနေဆင်ပြီးတော့ဒီtrauma လိုမျိုးပေါ့နော်trauma လိုကနေ depression တွေရသွားတာမျိုးလည်းဖြစ်နိုင်တယ် social impact တွေအနေနဲ့ဆိုရင်တော့ကိုယ်အနေနဲ့ဆိုရင်ဒါကို isolation အနေနဲ့တယောက်တည်းပဲနေတော့တာကိုယ့်ရဲ့ connection တွေကိုဖြတ်တောက်လိုက်တာဖြတ်တောက်လိုက်တယ်ဒါအပြင်ဆိုရင်လည်းကိုယ်အတိုင်းဝိုင်းမှာဒါ exclusion ပေါ့နော်ပါဝင်ဖို့အတွက်ကိုဒါဖယ်ထုတ်ခံလိုက်ရတာမျိုးတွေလည်းဖြစ်နိုင်တယ်ပေါ့နော်အထူးသဖြင့်တော့ကိုယ့်ရဲ့ဒီလိုဟာမျိုးပြန့်နှံ့သွားတယ်ဆိုတော့စိတ်ချောင်းတော့၎င်းကိုယ့်ရဲ့ပတ်ဝန်းကျင်ရတော့၎င်းဒါဖြစ်လာတဲ့အကျိုးဆက်လေးဖြစ်တယ်ပေါ့နော်ဆိုတော့ social media မှာဆိုလို့ရှိရင်ဒီလိုမျိုးအမျိုးသမီးတွေကလေးတွေဒီလူငယ်တွေကိုမှပြည့်ရပြူတဲ့လူအုပ်စုတစုကိုပြည့်ရပြူတဲ့ post တွေတွေ့လာတဲ့ခါကျလို့ရှိရင်ပထမဆုံးလို့တင်တဲ့အကြံပြုချင်တဲ့ຢာကတော့ report ထုတာမျိုးပေါ့နော်သူရဲ့အကြောင်းအရာကဘယ်လိုမျိုးကောင်းစိတ်မျိုးပါနေဆိုတော့ report ထုတာမျိုးဒါဖို့ social media မှာဆိုလို့ရှိရင်လုပ်လို့ရတဲ့အကြောင်းအရာတစ်ခုအနေနဲ့ရှိတယ်ပြီးတော့နောက်တစ်ခုကကြတော့ဒီကိုယ့်ရဲ့ community ကိုယ့်ရဲ့အိမ်မှာပဲရှိတဲ့လူကြီးပဲဖြစ်ဖြစ်လူငယ်တွေပဲဖြစ်ဖြစ်သူတို့ကိုပြောပြပေးလို့ရတယ်ပေါ့နော် digital literacyအနေနဲ့ digital နည်းပညာအသိပညာတွေပြလို့ရတယ် post ကို share အခါမှာ screen ကနေ share လိုက်တာဆိုပေမဲ့ screen နောက်ွယ်မှာထိခိုက်သွားနိုင်တဲ့လူတွေရှိရဲဆိုတဲ့အကြောင်းမလုပ်ဘူးဆိုလို့ရှိရင်ကိုကဒီတိုင်းပဲငြိမ်နေမယ်ဆိုလို့ရှိရင်ဒါက bystander ပေါ့နော်ဘေးကနေကြည့်နေတဲ့လူတယောက်လိုမျိုးဖြစ်သွားမှာဖြစ်digital violence တွေကိုစတင်ပြီးတော့ဖျောက်ဖျက်ဖို့ရာအတွက်ကိုအကြီးမားတဲ့ action တစ်ခုကနေစပြီးတော့လုပ်ဆရာမလိုပါဘူးကိုယ့်ရဲ့အမှုကျင့်တေးသေးလေးကနေစပြီးတော့ပြောင်းလဲနိုင်ပါတယ်ဆိုတော့10 second rule လေးကိုကျင့်သုံးကြမယ်ကိုက post တစ်ခုမတင်ခင်တိုင်း comment တစ်ခုမရေးခင်တိုင်းဒီအကြောင်းအရာကတခြားသူတစ်ယောက်ကိုထိခိုက်စေလားဆိုတာကို10 second စဉ်းစားပြီးတော့မှစပြီးတော့ post တင်ကြပါမယ်အဲ့တော့ကျွန်တော်တို့အားလုံးစုံပါဝင်နိုင်မှုပေါ့နော်ဒီလိုမျိုး gender equality တို့ဒီ violence against women တို့ကိုလုပ်တဲ့အချိန်မှာအဓိကဒါတွေကိုပေါ်ဆောင်ပေးဖို့အချိန်မှာအဓိကအရေးကြီးတဲ့နေရာကနေပါဝင်နေရကတော့ mind engagement ဖြစ်တယ်ပေါ့နော်အမျိုးသားတွေပါဝင်တဲ့အချိန်မှာပို့ပြီးတော့ကျွန်တော်တို့လူချင်းတဲ့ပန်းနိုင်ကအနည်းနဲ့အမြန်ပို့ပြီးတော့ရောက်ရှိရဆိုတော့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ပေါ့နော် violent case ကြုံလာတဲ့အခါမှာဒီ harassment လောက်ခံရတဲ့အခါမျိုးမှာဆိုရင်ကျမတို့ဘယ်လိုကူညီပေးလို့ရလဲဆိုလို့ရှိရင်အရင်ဆုံးကျမတို့ဒီနစ်နာတဲ့သူရဲ့ပြောစကားစိတ်ရောကိုယ်ရောနှစ်ပြီးတော့ empathy အပြည့်နဲ့ပေါ့နော်အဲ့နားထောင်ပြီးတဲ့အခါမှာဆိုလို့ရှိရင်ဘာလုပ်မလဲဆိုတော့တစ်ဖက်ဒီနစ်နာတဲ့သူပြောတဲ့ဟာကိုကျမတို့ယုံကြည်ပေးမယ်သူပြောတဲ့သူ့ရဲ့သတင်းအချက်အလက်တွေအကုန်လုံးကျမတို့ကထိမ့်သိမ်းထားပေးမယ်ပြီးတော့ confidential ရှိပေါ့နော်ထပ်ပြီးတော့မပြန့်သွားစေရအကူအညီရယူပေါ့နော်စိတ်ပိုင်းဆိုင်ရာဒါမှမဟုတ်ရုပ်ပိုင်းဆိုင်ရာဥပဒေအကြံပေးပေါ့နော်ဒီလိုဟာမျိုးတွေဒီလို service တွေကိုရပြီဖို့အတွက်ကျမတို့ကူညီပေးလို့ရမယ်သို့တော်လည်းပဲကျမတို့ဒီဟာမှာပေါ့အရေးကြီးတာဒီကာယကံရှင်ရဲ့ consent ဖြစ်တယ်ဒီ consent ကအရေးအကြီးဆုံးဖြစ်တယ်အဲ့တော့ကျမတို့ကသူ့ရဲ့ consent နဲ့မှာခုနပြောတဲ့ဟာတွေကိုချိတ်ဆက်ဆောင်ရွက်ပေးမယ်အဲ့တော့ကျမတို့ကသူနဲ့တသားတည်းရှိပြီးတော့သူ့အတွက်လုံခြုံပါတယ်ဆိုတော့ခိုက်တန်လေးကိုဖန်တီးပြီးတော့မှကျမတို့ဒီလိုမျိုးချင်းကပ်ပြီးတော့ကူညီပေးလို့ရပါတယ်လို့